စိတ်ဤအညစ်အကြေးများကိုဖယ်ရှားခြင်းတရားတော်ထဲမှာပါဝင်တဲ့မဟာအတ္တပုရိသတုတ်ကျင့်စဉ်စိတ်ဖြူစင်စေရန်လှုပ်ဆောင်ရမယ်အခြေခံကျင့်စဉ်၈ချက်ကိုကိနဲ့တူတူလေ့လာမှတ်သားကြည့်ရအောင်ရှင်မဟာအတ္တပုရတုတ်ကျင့်စဉ်စိတ်ဖြူစင်စေရန်လှုပ်ဆောင်ရမည်အခြေခံကျင့်စဉ်၈ချက်ဒီဟီရီဩတ္တပတီလာဤအနည်းဆုံးအကြောင်းတရားပဲဖြစ်ပါတယ်ရှင်မိမိရဲ့တန်တန်၌မကောင်းမှုအာကုသို့ဒုစရိုက်များဖြစ်ရမည်ကိုရှက်ခြင်းဟိရိနဲ့မကောင်းမှုအာကုသို့ဒုစရိုက်များဖြစ်ရမည်ကိုကြောက်ခြင်းမကောင်းမှုအာကုသို့ဒုစရိုက်တို့ဖြစ်လာသောခံရမည်အကျိုးဆက်များကိုကြောက်ခြင်းဩတ္တပတို့ကိုဖြစ်စေရန်ကြိုးစားရမှာပဲဖြစ်ပါတယ်ရှင်နေပရိသုဒ္ဓကာယတမစာယကာယဒုစရိုက်၃ပါးကိုရှောင်ပြီးကာယဒုစရိုက်၃ပါးကိုဖြစ်ပွားစေခြင်းဖြင့်ကာယကံမှုစင်ကြယ်စေခြင်း၃ပရိသုဒ္ဓဝစီတမစာရာဝစီဒုစရိုက်၄ပါးကိုရှောင်ပြီးဝစီဒုစရိုက်၄ပါးကိုဖြစ်ပွားစေခြင်းဖြင့်ဝစီကံမှုစင်ကြယ်စေခြင်း၄ပရိသုဒ္ဓမနောတမစာရာမနောဒုစရိုက်၃ပါးကိုရှောင်ပြီးမနောဒုစရိုက်၃ပါးကိုကျင့်သုံးခြင်းအပြင်မနောကံအမှုစင်ကြယ်စေခြင်းနောက်ထပ်ကြန့်ရှိနေတဲ့၄ချက်ကိုတော့နောက်ဗီဒီယိုလေးမှာပြပြပေးသွားပါမယ်ရှင်ကျွန်မရတနာကေပါရှင်ဒီဗီဒီယိုလေးကဓမ္မမိတ်ဆွေအားလုံးအတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးသွားကြပါအောင်ရှင်အားလုံးကိုချမ်းသာစိတ်ချမ်းသာလို့ဓမ္မအသိနဲ့အကျိုးရှိရှိနေနိုင်ကြပါစေရှင်အဆုံးထိကြည့်ပေးတာလည်းကျေးဇူးပါရှင်